6နှစ်နဲ့7နှစ်အရွယ်မှာပတ်ဝန်းကျင်တွေကိုသူကမရွေးတတ်သေးဘူးပတ်ဝန်းကျင်မရွေးတတ်သေးတဲ့အတွက်ကျွန်တော်တို့ကပတ်ဝန်းကျင်သားကောင်တစ်ခုလိုပဲပတ်ဝန်းကျင်ကတော်တယ်ဆိုတော့သူကလိုက်တော်တယ်ပတ်ဝန်းကျင်ကတွန်းအားတစ်ခုရှိရင်တွန်းနေဆိုတော့ကျွန်တော်တို့အနေနဲ့သူ့ကိုကောင်းမွန်တဲ့ပတ်ဝန်းကျင်ရွေးပြီးလို့ရတယ်ကလေးတွေကမရွေးတတ်ဘူးဗျာအဲ့တော့သူနဲ့ပေါင်းမဲ့တငယ်ချင်း9ယောက်တို့ဘယ်မိသားစုလဲအဲ့လိုမျိုးဟာမျိုးကိုသူ့ကိုခေါ်သွားပေးဖို့လိုတယ် kind ဖြစ်တယ် supportive ဖြစ်တယ်လက်စင်ဒီ meaningful ဖြစ်တဲ့ဟာမျိုးပေါ့နော်အထူးတစ်ဖြင့်ကလေးတွေက game ဆော်ကြိုက်တယ်ဗျာ TV ကြည့်ရကြိုက်တယ်အဲ့ဟာတွေကမဟုတ်လေသူကကြည့်မှာပဲကျွန်တော်အနေနဲ့မကြည့်နဲ့လို့လည်းပြောလို့ရမှာမဟုတ်ဘာကြောင့်လဲဆိုတော့အဲ့ဒီ screen ကြည့်နေရင်ကလေးတွေကဘာဖြစ်လဲဆိုရင်နံပါတ်1 enjoyment ရှိတယ်ပြီးရင် excitement ကျွန်တော်ပေးနိုင်တယ်အဲ့ဒီဟာတွေအကြောင်းမို့လို့သူကကြိုက်နေတာအဲ့လိုမျိုးပဲလုပ်ပြီးတော့အတိတ်ပဲရှိတဲ့အချိန်တွေပြောင်းလို့ရဥပမာသူတို့ game ဆော်ပြီးတော့တငယ်ချင်း3-4ယောက်ပေါင်းပြီးတော့ကျွန်တော် game ပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်တာမျိုးတွေအဲဆိုတော့ကျွန်တော် robotics တို့ကျွန်တော်ဒီ electronic တို့ထည့်ပေးလိုက်သူတို့တငယ်ချင်း9ယောက်ကလည်းရည်ရွယ်ချက်တစ်ခုရှိသွားတယ်လှုပ်ဖြစ်သွားတယ်ဆိုတော့ဒါအရန်ကောင်းတဲ့ဟာမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့လိုပဲကလေးတွေကိုကျွန်တော်တို့ကသူ့အဖွဲ့လေးအားကစားလုပ်တဲ့တစ်ဖွဲ့စာလုပ်တတ်တဲ့တစ်ဖွဲ့ဘာသာရေးကျွန်တော်လိုက်စားတယ်ဆိုလဲဘာသာရေးနဲ့ပတ်သက်တဲ့တစ်ဖွဲ့အဲ့တော့သူ့ရဲ့ live မှာမတူညီတဲ့ဟာလေးကိုထားပေးခြင်းအဖြစ်ကလေးရဲ့ personality ထွက်လာတာပေါ့အဲ့တော့ကိုကြိုက်တယ်မကြိုက်တယ်ဆိုတာလဲတိလာပေါ့အဲ့တော့12နှစ်ကြော်တဲ့ချိန်ကျမှတသားကတော့ကွန်ပျူတာကိုပို့စိတ်ဝင်စားတယ်တသားတော့ဒီလိုဝင်လာဆိုတူလည်းစမ်းဖို့အတွက်အားအင်ရှိလာတာပေါ့နော်ဒါဘာလို့ဆိုရင်စာထက်အရေးကြီးတဲ့ဟာလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်